အားလုံးပဲမင်္ဂလာပါအဲ့တော့ကတည်းကကိုမကြောက်ပါဒါဒီနေ့green မြက်ခွာတယ်ပေါ့နော် green မြက်16ကျင်းခွဲခွာပါတယ်ပြင်ဦးလွင်ပို့ပေးရမှာပါ2ဦးပို့ပေးရမှာပါဒါဒီရင်တော့မာခဲ့ဘူးလေဖောက်တဲ့အဟောင်းတွေကပြန်มาခြင်းဖြစ်ပါတယ်သူတို့ပြန်ဆိုင်ဖို့ပေါ့နော်ပြန်ဆိုင်ဖို့มาခြင်းဖြစ်ပါတယ်မိုးရင်းမှာကျတော့ဒီနည်းနည်းလေးတော့အလိလေးတော့ပါတယ်ခင်ဗျဒါပေမဲ့အလိပါပြင်မဲ့လည်းမြတ်သားကောင်းပါတယ်အစိမ်းပြောမှဆိုတော့အယောင်ပူဆူရဲပေါ့နော်ဒါပေမဲ့အောက်ရည်ရှိတဲ့အတွက်ဒီလိုမျိုးအောက်ရည်လေးရှိရပေါ့နော်ဒီကဆိုရင်ဒါဆိုရင်မြောင်းမှာဆိုရင်ဒါကျွန်တော်တို့ကမြောင်းပေါက်တာဒါပေမဲ့ဒီကောင်တွေကဖွဲပြာတွေဖြစ်ဖွဲပြာတွေကြာသွားတာပေါ့နော်မိုးရွာတော့ဒီကနေစီးလာတာပေါ့ဒီကနေစီးလာတော့ဖွဲပြာတွေအောက်ကိုကြာသွားတယ်ပေါ့ဖွဲပြာတွေအောက်ကိုကြာသွားတယ်ကြာသွားတော့ဖွဲပြာပါသွားတယ်အောက်ရည်ရှိတဲ့အတွက်အလိပ်ပါခြင်းဖြစ်ပါတယ်ဒီဘက်ကတော့အဲ့လိုမျိုးဖွဲပြကြာသွားတော့ကျွန်တော်တို့ကပြန်လိုက်ကြတာပေါ့နော်ဖွဲပြပြန်လိုက်ကြတာမနေ့ကညနေရမှာဖွဲပြပြန်ပတ်ထားတာပေါ့နော်မြက်ခင်းကိုပြန်ပတ်ထားတာဖွဲပြပြန်ပတ်ထားတာပါဖွဲပြပြန်ပတ်ထားတော့မြက်ကနေမှကြည့်တယ်မလှဘူးဒါပေမဲ့ဒီကောင်ကရောင်နဲ့ဝင်တဲ့မြက်အနေထားရောက်တော့မယ်ဒီလိုကြည့်လိုက်ရင်ကျွန်တော်ကမြက်ရင်းနေစိုက်ထားတာဖြစ်တယ်မြက်ရင်းနေစိုက်ထားတော့ဒီလိုကြီးတွေထောင်နေရပါတော့ဒီလိုထောင်နေတာအောက်ကဒီမှာမျက်နှုလေးဒါတဲ့မျက်နှုလေးဒါတဲ့မျက်တွေကအရင်နေထောင်နေတာဆိုတော့ဒီကောင်နဲ့မလှဘူးပေါ့နော်မလှတဲ့ခါကျတော့တပြင်းလုံးပေါ့ဒါတပြင်းလုံးပေါ့မလှတဲ့ခါကျကျွန်တော်ဟိုမှာဆက်ဖြတ်ထားတယ်ဆက်ဖြတ်ခိုင်းတာပေါ့နော်ဆက်ဖြတ်ထားတော့ဒီအပေါ်ကအရင်နေအကုန်လုံးပါသွားပြီးတော့အောက်ကအနူလေးပဲကျန်တော့ဒါဖြတ်ထားတဲ့နေရာကိုကျွန်တော်ပြမယ်ဖြတ်ထားတဲ့နေရာဒါဒီမှာဒါဆိုရင်ဒါဖြတ်ပြီးသွားပြီဒါဒီနားတွေဖြတ်ပြီးသွားပြီပေါ့နော်ဖြတ်ပြီးသွားပြီဒီမှာမြက်ကနေအဲ့လိုမျိုးကြံတာပေါ့နော်လက်ရှိလည်းဖြတ်နေပါတယ်မျက်ရှည်လုံးမဟုတ်ပါဘူးအပေါ်ကစိုက်ထားတာမျက်ရင်းစိုက်ထားတဲ့အတွက်ပေါ်မှာသူ့အတက်လေးရှိတယ်အဲ့တက်လေးကိုကျွန်တော်တို့ပြောင်းနေတာပါအဲ့တက်ဒီအတက်လေးပြောင်းသွားမှာဒီအောက်ကမြက်သားတွေကပို့ပြီးတော့တက်လာမှာပေါ့နော်ပို့ပြီးတက်လာတဲ့အခါကျတော့မြက်ကတပင်နဲ့တပင်ရှက်ပြီးတော့ပိတ်သွားမှာပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒါလေးပြောချင်လို့ပါ